ဒီကိုရီးယားလုံးဝမင်္ဂလာပါမနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ချန်ပီယံလိ2ကျော်ကျွန်တော်တို့เนาะဒါဘာစီလိုနာနဲ့ဒါနီကာဆယ်နဲ့ပွဲเนาะကျွန်တော်တို့ဘာစီလိုနာဘော်ဒီရဲ့ကိုအောင်ပွဲရွေးချယ်ပေးခဲ့ပြီเนาะမနေ့ကတော်တော်လေးလည်းကြီးလို့ကောင်းတယ်ကျွန်တော်တို့ဒါနယူကပထမပိုင်းမှာကျွန်တော်တို့တောက်လျှောက်ပြန်တိုက်တာเนาะဒါဘာစီလိုနာကရှုံးမလားလို့တော့ထင်ရတဲ့ပုံစံမျိုးတော့တောက်လျှောက်ကိုကျွန်တော်ပြန်တိုက်တာเนาะနယူကเนาะအဲ့တော့ဒါပေမဲ့လည်းဒါအတင်းကြီးနဲ့အတင်းလေးဒါကွာချက်เนาะဒါတက်လုံပိုင်းဒါလူငယ်လူကြီးကွာချက်တွေအများကြီးပါတယ်ဗျเนาะဒါဟိုဘာစီလိုနာကဒါလူငယ်တွေကြီးပဲစုဝေးထားဆိုတော့ကျွန်တော်ရေရှည်မှာကျတော့တက်လုံအောင်စကားပြောရတယ်ဗျเนาะဒါရှေ့မတိုက်နိုင်တော့ဘူးအဲ့တော့ဘာစီလိုနာကကျွန်တော်တို့ဒါတာစီတောက်လျှောက်ရပြီးတော့ကစားကွက်ကောဒါပြောင်းပြီးတော့လာမသိเนาะကျွန်တော်ဒီကစားပုံပြောင်းပြီးတော့ကျွန်တော်တို့ဒုတိယပိုင်းမှာဆိုလို့ရှိရင်ဒါတောက်လျှောက်တိုက်ပြီးတော့7-2ဆိုတဲ့ရလဒ်မျိုးနဲ့ကျွန်တော်တို့နိုင်ရရှိခဲ့တယ်ဗျเนาะနောက်တစ်ဆင့်တက်သွားပြီအဲ့တော့ဒီနေ့မှာလည်းကျွန်တော်တို့ဒါယူပါလီပြန်စပြီဆိုတော့ယူပါလီတွေကကျွန်တော်တပွဲရွေးချယ်ပေးမယ်ဒီတပွဲကတော့ကျွန်တော်တို့ဒါ12နာရီဝန်းကျင်လောက်မှာရှင်းမယ်ကစားမယ်ဒါမီချယ်လန်နဲ့ Forest ရဲ့ပွဲလေးဖြစ်တယ်ဗျเนาะလက်ရှိကျွန်တော်တို့နှစ်သင်းလုံးရဲ့ head to head ရကြည့်မယ်ဆိုလို့ရှိရင် Forest ကကျွန်တော်မီချယ်လန်ကိုနှစ်ပွဲတွေ့တယ်เนาะကျွန်တော်တို့2025အောက်တိုဘာတော့တပွဲတွေ့တယ်ကျွန်တော်တို့ဒါပြီးခဲ့တဲ့23ရက်နေ့လောက်ကတပွဲတွေ့ထားတယ်ဗျเนาะအဲ့တော့နှစ်ပွဲလုံးမှာမီချယ်လန်ကိုကျွန်တော်တို့တကောလောက်နဲ့ကတ်ပြီးရှုံးထားတယ်အဲ့တော့ဒီရှုံးကျိုးကိုကျွန်တော်ဒီနေ့ပွဲမှာတော့ဒါ Forest ကပြန်ပြီးတော့ဆက်နိုင်မလားဘယ်လိုပုံစံနဲ့သွားမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရမယ်အဲ့တော့မီချယ်လန်ရဲ့ကျွန်တော်တို့ဒီနေ့ရာသီကျွန်တော်တို့အိမ်ကွင်းဆက်ဆောင်5ပွဲလောက်ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ဒီပွဲမှာเนาะကျွန်တော်ဒီအိမ်ကွင်းမှာဆိုရင်မီချယ်လန်က2ပွဲနိုင်ပြီးတော့2ပွဲတည်ကြာထားတယ်တပွဲရှုံးနေထားတယ်ဗျเนาะ Forest ကလည်းကျွန်တော်တို့ဒီနောက်ဆုံး5ပွဲဝေးကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့เนาะ2ပွဲနိုင်ပြီးတော့2ပွဲတည်ရနဲ့ကျွန်တော်တို့2ပွဲရှုံးနေထားတယ်ဗျเนาะအဲ့တော့နှစ်သင်းတို့ရဲ့ရလဒ်ကတော့တိတ်တော့မကောင်းဘူးဆိုပေမဲ့ Forest ကတော့ကျွန်တော်တို့ဒါ PR တော်တော်လေးကို PR များတော့ကျွန်တော်ရေးဆိုင်နေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဟိုပရီးမီးယားလိမှာကျွန်တော်တို့အဆင့်ကျွန်တော်တို့ဟာ16လောက်ပြီเนาะတက်စစ်စုံတွေရောက်ဖို့အတွက်လက်တကန်းလိုပဲရှိတော့တယ်အောက်ကဒါအဆင့်16လောက်ကအသင်းနဲ့ကျွန်တော်တို့အမှတ်က2နေပြီဆိုတော့ပရီးမီးယားလိမှာတန်းမစင်ရဖို့အတွက်ကိုသူတို့အောင်စိုက်ထားပုံတော့ရတယ်ပဲเนาะအဲ့တော့ယူပါလိကိုဒီနေ့ညမှာကျွန်တော်တို့အနိုင်ကံမလားလူနာခံပြီးတော့ကံမလားဒါမှမဟုတ်တန်းမစင်ရဖို့အတွက်ပဲအောင်စိုက်မလားဆိုတော့အတွက်ကြောင့် Forest ကဒီနေ့လုံးဝ pressure များတယ်လို့ပြောလို့ရတယ်เนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးနှုန်းကလည်းကျွန်တော်တို့ Forest ကနေပြီးပြန်ပေါက်တယ်ကျွန်တော် level 40ရှုံးကိုပေါင်းက3လုံးကို85ပြပြရှုံးကိုပေးထားရပဲเนาะအဲ့တော့ကျွန်တော်ကဒီနေ့ပွဲမှာကျွန်တော် body test ဆောက်လို့ရှိရင်ကျွန်တော်ကိုပေါင်းကိုကြိုက်တယ်เนาะကိုပေါင်းကတော့ကျွန်တော်ဒါဟိုနှစ်သင်းလုံးရဲ့ဒါအတူတူတွေးဆုံမှုရအောင်ပြီးလို့ရှိရင်လက်ရှိ Jason ရအောင်ဆိုလို့ရှိရင်ဒီပွဲကကျွန်တော်စစ်တင်ကိုပေါင်းပေါက်ဖို့များမယ်လို့ထင်တယ်ဗျเนาะအနည်းဆုံး1-1သွားရင်သွားမသွားရင်1-0တော့မဟုတ်2-0အဲ့ဒီတစ်ပေါက်တော့သွားဖို့များတယ်အဲ့ body ကအကြံပြုရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Forest ကခုနကကျွန်တော်ပြောသလိုပဲ PR တွေရင်ဆိုင်နေတဲ့အတွက်ကြောင့် Premier League ကိုကျွန်တော်တို့တမ်းမစင်ရဖို့တော့ target ထားဖို့များတယ် Europa League ကိုအဲ့လောက်ထိကျွန်တော်တို့ဒါရရင်လည်းရပါမရရင်လည်းမရဘူးဆိုတဲ့ပုံစံမျိုးနဲ့အကောင်းဆုံးတော့ကန်လိုက်မယ်ဒါပေမဲ့ Premier League ကိုတမ်းမစင်ရဖို့အတွက်ကျွန်တော်တို့အဓိကထားမဲ့ပုံစံမျိုးတော့တွေ့ရတယ်ဗျเนาะအဲ့တော့ဒီဝက်မှာဆိုလို့ရှိရင်ကျွန်တော် body အကြံပြုရမယ်ဆိုတော့ကျွန်တော်ကတော့ Michelin body ကိုကျွန်တော်ပို့ကြိုက်တယ်ပြီးတော့အိမ်ကွင်းလည်းဖြစ်တယ်ဗျเนาะအဝေးကွင်းမှာတော့လည်းဒါ Forest ကိုကျွန်တော်တို့C1 နဲ့နိုင်ထားတယ်ဒီလက်ရှိအိမ်ကွင်းမှာဆိုလို့ရှိရင်လည်းအနည်းဆုံးပေးတဘောလောက်ထိတော့ခံနိုင်မယ်လို့ထင်တယ်ဗျเนาะဒီကိုလိုအကြိုက်ဒီမှာဆော့ပါကျွန်တော်ဒီနေ့ရွေးချယ်ပေးခဲ့တာက Nottingham Forest ဘွဲကိုကျွန်တော် Michelin body ရဲ့ကိုပေါင်းအောက်ရဲ့အကြိုက်ပါတယ်ဟို channel ပွဲတွေတော့ကျွန်တော်ဒါ channel ထဲမှာပဲတင်ပေးတယ်အကြိုက်ဒီမှာသာဆော့ပါအားလုံးအဆင်ပြေပါစေဗျเนาะ